အသက်54နှစ်အရွယ်ရှိတဲ့ဒီအဖိုးကြီးကိုလူကြီးမင်းတို့သိလိမ့်မယ်လို့ထင်ပါတယ်။သူ့နာမည်ကိုမိုနာကိုစုဆိုပြီး Facebook, YouTube, Instagram စတဲ့ platform တွေမှာလူသိများပါတယ်။မိုနာကိုရဲ့နာမည်ကြီးတဲ့နေရာလူစီကားတဲ့နေရာမျိုးမှာလန်ဆူဒီကားတွေအထက်လဲနဲ့အသက်ထက်ဝက်လောက်ငယ်တဲ့ဇနီးဖြစ်သူနဲ့ပါမကြာခဏဆိုသလိုမိုနာကိုစုကိုတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။သူကမိုနာကိုရဲ့ဘီလီယံနာတယောက်ဖြစ်ပါနာမည်ကြီးတဲ့သူဖြစ်ပါတယ်။အမှန်တကယ်တော့မိုနာကိုစုဟာလူကြီးမင်းတို့ထင်တယ်လို့ဘီလီယံနာတဦးမဟုတ်ပါဘူး။ဒါပေမဲ့သူဟာစိန်ခံပစ္စည်းတွေကိုလူကြားထဲမှာထဲထဲဝင်ဝင်ကိုအသုံးပြုပြတာတွေလုပ်ပြပါတယ်။တန်ဖိုးကြီးကားတွေအပြင်စိန်ခံတင်မောနဲ့ရဟတ်ရင်တွေကိုပါချပြလေရှိပါတယ်။သူဟာဘီလီယံနာတဦးမဟုတ်ပဲဘာကြောင့်ဒီလိုတွေလုပ်ပြနေရတာလဲဆိုတာယခုဗီဒီယိုလေးမှာဒီဖိုးကြီးရဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်။တကယ်တော့မိုနာကိုဇူဆိုတာသူ့နာမည်အရင်မဟုတ်ပါဘူး။သူ့နာမည်အရင်ကအိုင်လီယန်တိုဘီယာနာပဲဖြစ်ပါတယ်။ဇူဆိုတဲ့နာမည်ကိုဆိုရှယ်ကပရိသတ်တွေကပဲနာမည်ပေးခဲ့တာပါ။သူ့ရဲ့ဝတ်စားစီရင်မှုပုံစံတွေကဇူလို့ခေါ်တဲ့ဂရီလူမျိုးတွေရဲ့ဒနာအီလာနတ်ဖျားတစ်ပါးနဲ့တူနေလို့မိုနာကိုဇူဆိုပြီးခမဲပေးခဲ့တာပဲဖြစ်ပါတယ်။သူဟာပြင်သစ်လူမျိုးတအုပ်ဖြစ်ပြီးမိုနာကိုအခြေစိုက်ရှိနေတအုပ်ပဲဖြစ်ပါတယ်။မိုနာကိုဇူဟာသူ့ရဲ့အသက်18နှစ်အရွယ်ကလေးကနေစီးပွားရေးစလုပ်ခဲ့သူပဲဖြစ်ပါတယ်။ Luxury product တွေအများနဲ့မတူတဲ့ဝတ်စားစီရင်မှုတွေကိုနှစ်သက်တဲ့သူပဲဖြစ်ပါတယ်။ဆိုရှယ်မှာသူစီးပြနေတဲ့ Lamborghini, Rolls-Royce တို့လိုကားတွေကလည်းသူကားတွေမဟုတ်ပါဘူး။တခါတလေအိမ်မက်ဆန်တဲ့ကားတွေပါတတ်ပါသေးတယ်။သူပိုင်ဆိုင်တာ2စီး3စီးလောက်ပဲရှိတယ်လို့ဆိုပါတယ်။အမှန်တကယ်မိုနာကိုဇုရဲ့ပိုင်ဆိုင်မှုဟာမိုနာကိုရဲ့ငွေကြေးအင်အား2.6 ဘီလီယံတော်ဝမ်းမှာရှိနေတဲ့ဂျွန်ခရစ်တိုဒိုရူလိုတို့နဲ့ရှင်ရဲ့ဓနအင်အားအလွန်ကိုနည်းပါသေးတယ်။ဒါပေမဲ့ဒီလောက်များတဲ့ Luxury ကားတွေအထက်လဲကိုသူပေကနေရနေတာလေ။တကယ်တော့ဒီကားတွေအကုန်လုံးကလည်းငှားထားတဲ့ကားတွေပဲဖြစ်ပါတယ်။မိုနာကိုဇုဟာ Luxury ကားကုမ္ပဏီတွေဖြစ်တဲ့ Lamborghini, Rolls-Royce တို့နဲ့စာချုပ်ချုပ်ထားသူပဲဖြစ်ပါတယ်။အခြားစိန်ခံပစ္စည်း product တွေနဲ့ပါသူစာချုပ်ချုပ်ထားတာတွေလည်းရှိပါသေးတယ်။မိုနာကိုဆိုတာချမ်းသာတဲ့မိသားစုအာကာသသမားတွေနာမည်ကြီးရုပ်ရှင်မင်းသားတွေဒါနေထိုင်တဲ့နေရာတစ်ခုဆိုမမှားပါဘူး။မိုနာကိုဇုဟာ2022ခုနှစ်လောက်မှာသူ့ရဲ့ဝတ်စားစီရင်မှုနဲ့ပတ်သက်ပြီးဆိုရှယ်မှာနာမည်ကြီးလာသူတယောက်ပဲဖြစ်ပါတယ်။သူ့ပုံစံကအင်ဂျင်ရမဲ့တူးနဲ့တူနေတာမျိုးပါ။အဲဒီလိုပုံစံနဲ့ Luxury product တွေစူပါကားတွေနဲ့လူမြင်ကွင်းမှာစလိတ်ကိုပါဇက်မှာခဲပြီးထွက်လာလေရှိတဲ့သူ့ကိုလူတွေပိုတတိထားမိလာကြပါတယ်။အဲမှာပဲသူ့ကိုဘီလီယံနာမိုနာကိုဇုဆိုပြီးလူတွေစသိလာကြပါတယ်။အဝိဇ္ဇာခန်းနွမ်းစပိန်ပုံစံဖယိုဖယဲနဲ့ဒီအဖိုးကြီးရဲ့ပုံစံကဆိုရှယ်မှာဘရိုင်ယန်ဖြစ်ခဲ့ပါတယ်။စူပါစတာတွေနေတဲ့မိုနာကိုမြို့ဟာ Lamborghini, Rolls-Royce, Bugatti, Ferrari စတဲ့စူပါကားတွေကိုမိုနာကိုမြို့ရဲ့လမ်းမတွေပေါ်မှာမကြာခဏဆိုသလိုတွေ့ရတတ်ပါတယ်။ဒီလိုလူချမ်းသာတွေလူကုန်တိုင်အတိုင်းဝိုင်းတွေအနေများတဲ့မိုနာကိုမှာ Luxury brand ကုမ္ပဏီတွေရဲ့မျက်စိကျရနေရပဲဖြစ်လာပါတယ်။မိုနာကိုစုဟာမိုနာကိုမြို့ရဲ့ public model တဦးပဲဖြစ်ပါတယ်။လူများရှိမှကားတွေအထည်လဲစီးပြနေယူနဲ့ကိုဒေါ်လာတွေအများကြီးရနေတာပါ။ဒီຢာတွေဟာလူမြင်ကွင်းမှာတိုက်ရိုက်ထိတွေ့မှုရှိတဲ့ကြော်ညာတွေပဲဖြစ်ပါတယ်။သူ့ရဲ့ဆိုရှယ်မှာနာမည်ကြီးလာမှုကြောင့် Lamborghini, Rolls-Royce စတဲ့စူပါကားကုမ္ပဏီတွေရဲ့ကြော်ညာငှားရမ်းမှုတွေကိုလက်ခံရရှိထားတာပဲဖြစ်ပါတယ်။ဆိုရှယ်မှာတွေ့ရလေရှိတဲ့သူ့နာမည်ရေးထိုးထားတဲ့ဇိမ်ခံသင်္ဘောနဲ့ဇိမ်ခံရဟတ်ယာဉ်တွေကလည်းဆိုရှယ်ဗီဒီယိုအတွက်တီးတန့်အရာတွေပဲဖြစ်ပါတယ်။ဇူဟာရှင်းနေတူဖြစ်တဲ့အတွက်ကြောင့်အိမ်ချမ်းမြေစတဲ့စီးပွားရေးဘက်မှာလည်းဝင်ငွေရရှိနေသူဖြစ်ပါတယ်။ Bitcoin နဲ့ Cryptocurrency ဘက်မှာလည်းဝင်ငွေရရှိနေတဲ့အပြင် Luxury ကားတွေဇိမ်ခံရဟတ်ယာဉ်တွေဇိမ်ခံသင်္ဘောတွေစတဲ့အရာတွေကို rental အဖြစ်ငှားရမ်းပေးနေတဲ့မိုနာကိုရဲ့အကျိုးဆောင်ကုမ္ပဏီတစ်ခုကိုလည်းတည်ထောင်ထားပါတယ်။ Luxury ကားတွေရဲ့တရက်900ရန်ကမြန်မာငွေ320ဝန်းကျင်မှာရှိပြီးဒေါ်လာနဲ့ဆိုတရက်ကိုဒေါ်လာ900ဝန်းကျင်ခန့်ကျတင်မှာပဲဖြစ်ပါတယ်လူကြီးမင်းတို့လည်းမိုနာကိုကိုရောက်ဖြစ်ရဲတရက်လောက်ငှားစီခဲ့ဖို့အကြံပြုချင်ပါတယ်ဇူဟာမြန်မာလို့ဆိုရင်ကားပွဲစားလဲလုတ်တယ်လို့ပြောလို့ရပါတယ်လူတွေကြားမှာ Luxury ကားတွေအထည်လေးနဲ့သူ့ကိုတကယ်မချမ်းသာပဲချမ်းသာခြင်းအောင်ဆောင်သူတချို့ကမိုနာကိုရဲ့ Luxury life ကိုထင်ရစေသူတချို့ကလည်းဇူရဲ့ billionaire lifestyle ဟာ dream life တစ်ခုဖြစ်တဲ့စားတဲ့ဝေဖန်မှုတွေအများကြီးခံနေရတာပဲဖြစ်ပါတယ်တကယ်တော့ဇူရဲ့ဗီဒီယိုဟာကြွားဝါခြင်းဝါမရှိပဲဝီးလုတ်ခြင်းမျိုးမရှိပဲမိုနာကိုလိုနေရာမျိုးမှာ Luxury brandကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ပြီး public ကြော်ညာခြင်းတွေပဲဖြစ်ပါတယ်ဒီကြော်ညာတွေဟာတာမန်သီးသန့်ကြော်ညာတွေထက်အများကြီးထိရောက်တဲ့ကြော်ညာတွေပဲဖြစ်ပါတယ်ဇူရဲ့ဗီဒီယိုတွေဟာလူကြိုက်များပြီးအမှန်တကယ်ပဲ Luxury life ကိုထင်ဟပ်စေခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနှိပ်ပြီးအားပေးခဲ့ပါအောင်လို့တောင်းဆိုချင်ပါတယ်